ပြီးခဲ့တဲ့တစ်ပတ်လောက်ကကျွန်တော်အိုးဝေလိုက်သွားရင်းနဲ့ကျွန်တော်အိုးဝေဒီနောက်ခန်းထဲမှာခကြီးတဲ့တယောက်ပိုက်ဆံအိတ်ကျန်ခဲ့ပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ပြန်ပေးခြင်းနေပါတယ်သူကျန်ခဲ့ပုံကလည်းကျွန်တော်အထင်တော့တစ်ပတ်လောက်ရှိမယ်လို့ထင်တယ်တစ်ပတ်လောက်ရှိနေပြီအဲ့ပိုက်ဆံအိတ်ကအဲ့နောက်ခန်းထဲမှာရှိနေတာကျွန်တော်လည်းအဲ့နောက်ခန်းထဲကိုတစ်ခါမှမကြည့်ဘူးအဲ့ဒီ9ရက်အတွင်းထဲမှာခကြီးတဲ့နဲ့ကျွန်တော်သွားတာပဲခကြီးတဲ့တွေကလည်းဒီပိုက်ဆံအိတ်ကိုမတွေ့ဘူးမတွေ့လို့ပဲနေမှာပေါ့တွေ့ရင်ကျွန်တော်ကိုပြောမှာပေါ့မတွေ့ဘူးအဲ့ဒါနဲ့ကျွန်တော်မနေ့ကတော့ကျွန်တော်သားအငယ်လေးကအဲ့ဒီအိုးဝေနောက်ခန်းထဲမှာတက်ဆော့တယ်ဆော့တော့ဒီပိုက်ဆံအိတ်ကလေးကိုသူတွေ့တယ်တွေ့တော့ဖဖေးတဲ့ယူလာပြီးတော့သူ့ကို zip ဖွင့်ပေးပါတဲ့ကလေးဆိုတော့မဖွင့်တတ်တော့အဲ့ဒါနဲ့ဟာသားလေးလို့ပိုက်ဆံအိတ်ပါလားလို့ဘယ်ရတွေ့တာလဲလို့သူ့ကိုပြောတော့ဒီကတွေ့တာတဲ့ဒီနောက်ခန်းထဲကတဲ့ဆိုတော့အဲ့ဒါနဲ့ပိုက်ဆံအိတ်ကိုဖွင့်ကြည့်လိုက်တော့အထဲမှာပိုက်ဆံတွေတွေ့ပါတယ်ပိုက်ဆံတွေကများတယ်လို့လည်းမဆိုသားသလိုနဲလည်းမနဲပါဘူးမနဲတဲ့ပိုက်ဆံတွေတွေ့ရပါတယ်ဆိုတော့ဒါကိုသူ့ပိုင်ရှင်လက်ထဲကိုကျွန်တော်အမြန်ဆုံးပြန်ပေးချင်နေပါတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာရှိနေတဲ့မိတ်ဆွေများအားလုံးတစ်ဆင့်စကားတစ်ဆင့်ပဲဖြစ်ဖြစ်ကျွန်တော်အောက်မှာရှေ့ပေးခြင်းဖြစ်ဖြစ်အားလုံးကူညီပေးကြပါအောင်ဆိုတဲ့အကြောင်းလေးပြောတာပါအားလုံးကိုကျေးဇူးတင်ပါတယ်